လူတယောက်သည်သူ၏မိခင်ထံသို့ဒေါ်လာ1000သွားပေးခဲ့သည်မိခင်ဖြစ်သူကတားရဲ့ငွေတွေအများကြီးဘယ်ကရတာလဲဟုမေးလိုက်သည်သို့တော့ထိုလူကညင်သာစွာပြုံးပြရင်ဒီလောက်နဲ့လောက်ပါစေလို့ပဲတားမျှော်လင့်ပါတယ်ထမင်းကောင်းကောင်းစားပါအဝတ်စားလှလှလေးတွေဝယ်ဝတ်ပါပြီးတော့ကိုလည်းခယူးဆိုင်ပါနော်ဟုပြန်ပြောခဲ့သည်ထို့နောက်ဘာမှဆက်မပြောဘဲကုမ္ပဏီသို့ပြန်သွားခဲ့သည်နောက်တစ်နေ့တွင်ထိုလူအလုပ်သွားရန်ပြင်ဆင်နေစဉ်မိခင်ဖြစ်သူကတားမေမေကိုဒေါ်လာ1000လောက်ပေးနိုင်မလားဟုတောင်းဆိုလိုက်သည်သူသည်အံ့အားသင့်သွားပြီးမေမေရဲ့ငွေအများကြီးကိုဘာလုပ်ဖို့လဲဟုမေးလိုက်သည်မိခင်ကတားတဲ့တငယ်ချင်းတွေအတွက်ဒေါ်လာ2000ကျော်သုံးလိုက်တယ်လို့ကြားလို့ပါအဲ့ဒါကြောင့်မေမေကိုလည်းနည်းနည်းလောက်ပေးပါဦးဟုပြန်ဖြေသည်ထိုအခါတားဖြစ်သူကဘဏ်ကတ်ကိုထုတ်ပေးရင်းဒီကတ်ထဲမှာဒေါ်လာ2000ရှိတယ်မေမေလိုအပ်တဲ့အချိန်ကြိုက်တယ်လို့သုံးပါဟုပြောလိုက်ရာမိခင်ကခေါင်းငိမ့်၍လက်ခံလိုက်သည်သတင်းပတ်အနှဲငယ်ကြာပြီးနောက်မိခင်ဖြစ်သူကဒုတိယအကြိမ်ရောက်လာပြီးတားမေမေကိုနောက်ထပ်ဒေါ်လာ2000လောက်ပေးလို့ရမလားဟုတိုးတိုးလေးမေးပြန်သည်ထိုလူကဇဝေဇဝါဖြင့်တားမေမေကိုဒေါ်လာ2000ပေးထားပြီးမဟုတ်ဘူးလားဟုမေးရမိခင်ကငါတို့အိမ်ကိုပြင်ဆင်ခြင်းလို့ပါတားရဲ့ဟုအေးဆေးစွာပြန်ဖြေခဲ့သည်တားဖြစ်သူလည်းဒေါ်လာ3000ထုတ်ပေးရင်မလောက်ရင်တားကိုပြောပါနော်ဟုဆိုလိုက်ရာမိခင်ကတိတ်ဆိတ်စွာကောင်းငင်ခဲ့ပြန်သည်သို့တော့နောက်ဆုံးတွင်ထိုလူ၌ငွေကြေးကုန်ခန်းသွားသည့်နေ့ရောက်ရှိလာခဲ့သည်ထို့ကြောင့်သူ၏တငယ်ချင်းများထံဖုန်းဆက်၍ဒေါ်လာ3သိန်းခန့်ခဏခေတ္တကူညီမတန်းငှားရမ်းပေးရန်နှိမ့်ချစွာတောင်းပန်ခဲ့သည်သို့တော့တငယ်ချင်းတယောက်ပြီးတယောက်ကပတ်စံမရှိပါဘူးဟု၍၎င်းဇနီးဖြစ်သူကိုမေးမြန်းရအောင်မည်ဟု၍၎င်းအကြောင်းပြချက်အမျိုးမျိုးပေးခဲ့ကြသည်မကြာမီမှာပင်တငယ်ချင်းအလုံးသူ့ကိုပြစ်ပယ်သွားကြပြီးထိုလူတယောက်တည်းကြံရစ်ခဲ့ရသည်ထိုစဉ်သက်ဆိုင်ရာတာဝန်ရှိသူတဦးကအပြေးလွှားရောက်ရှိလာပြီးဌာနမှူးကျွန်တော်တို့တခြားကုမ္ပဏီကိုပတ်စံအမြတ်မချေရင်သူတို့ကျွန်တော်တို့ကိုတရားစွဲတော့မယ်အချက်လက်တွေအားလုံးဒီမှာပါကြည့်ရှုပေးပါဦးဟုပြောလာသည်ထိုလူမှဘာမှမပြောနိုင်ပဲတိတ်ဆိတ်စွာခေါင်းသာငိမ့်ပြနိုင်ခဲ့သည်ကူညီမိသူရှိလို့ရှိညာနောက်ထပ်တငယ်ချင်းအချို့ထံဖုန်းဆက်ကြည့်ခဲ့တော့လဲဘာများထူးမခြားနာပြမြည်သူများကူညီရန်မတ်တက်ရမပေးခဲ့ကြပါထိုအချိန်တွင်သူ၏မိခင်ရောက်ရှိလာခဲ့ပြီးထိုလူကအစဉ်ပြေနေတကယ်တော့ဟန်ဆောင်ကအပြုံးတူကိုဖန်တီးလိုက်သည်သို့တော့မိခင်ကသူ့ကိုစိုးရိမ်တကြီးစိုက်ကြည့်ရင်ဟောတားရဲ့လက်တလုံးမှာအတော်လေးပိန်သွားပါလားညဘက်တွေလည်းအမြဲတမ်းညစ်တဲ့အထိမအိပ်ပဲနေတာကိုဟုပြောလိုက်သည်တားဖြစ်သူကမေမေတားအတွက်မစိုးရိမ်ပါနဲ့တားအဆင်ပြေပါတယ်ဟုတိုးတိုးလေးပြန်ပြောခဲ့သည်ထိုအခါမိခင်ကညင်သာစွာပင်တားမေမေကိုနောက်ထပ်ဒေါ်လာ30တူညလောက်ပေးနိုင်မလားဟုထပ်မံတောင်းဆိုခဲ့သည်ထိုအခါတားဖြစ်သူကတပ်ပြင်းရှိကြီးချလိုက်ပြီးမေမေရဲ့ဘာလို့ပတ်စံတွေအများကြီးလိုချင်နေရတာလဲဟုမေးလိုက်သည်မိခင်ဖြစ်သူကတိုးတိုးလေးမေးလိုက်သည်မှာတားအခုပတ်စံမရှိတော့ဘူးမဟုတ်လားဆိုတာပါပဲတားဖြစ်သူမှလုံးဝတိတ်ဆိတ်သွားခဲ့သည်မိခင်ကတားရဲ့ဒီလိုဝင်တော့ဝင်ပိုးကြီးကိုတယောက်တည်းဘလောက်အထိထမ်းထားတော့မှလဲတားရဲ့ကုမ္ပဏီမှာဒီလောက်ဒုက္ခအကြီးကြီးကြုံတွေ့နေရတာကိုမေမေကိုတခါမှထုတ်မပြောဘူးနော်ဟုညင်သာစွာပြောလိုက်သည်ထို့နောက်မိခင်ကသူမ၏ဘဏ်ကတ်ကိုဖြည်းဖြည်းချင်းထုတ်ယူလိုက်ပြီးတားမေမေကိုပေးခဲ့တဲ့ပတ်စံတစ်ပြားမှမေမေမသုံးခဲ့ပါဘူးအကုန်လုံးဒီကတ်ထဲမှာရှိသေးတယ်အခုဆိုရင်ဒီကတ်ထဲမှာဒေါ်လာ1 သန်းမှရှိနေပြီးအဲ့ဒီထဲကအများစုကမေမေတို့ရဲ့အိမ်ဟောင်းလေးကိုရောင်းလိုက်လို့ရလာတာပါဟုပြောလိုက်သည်တားဖြစ်သူကမေမေအဲ့ဒီအိမ်ကတားမေမေအတွက်ဝယ်ပေးထားတာလေဟုဆိုရမိခင်ကမေမေကအဲ့ဒီအိမ်ဟောင်းလေးမှာပျော်ပျော်ရွှင်ရွှင်နေနိုင်ပါတယ်ဒါပေမဲ့မေမေပို့ပြီးသဘောကျတာကတားရဲ့အနားမှာနီးနီးကပ်နေရတာပါတားရဲ့ဟုပြန်ဖြေခဲ့သည်တားဖြစ်သူကဒါပေမဲ့မေမေရဲ့တားအဲ့ဒီအိမ်ကိုမေမေအတွက်တီးတန့်ဝယ်ပေးခဲ့တာပါဟုဝမ်းထဲစွာပြောလိုက်ပြီးမိခင်ကမေမေလိုချင်တာကတားနားမှာပဲရှိနေပေးဖို့တားလိုအပ်တဲ့အချိန်တိုင်းပြုစုစောင့်ရှောက်ပေးဖို့နဲ့တားမှာမေမေဆိုတဲ့အိမ်တလုံးအမြဲတမ်းရှိနေတယ်ဆိုတာကိုသတိပေးဖို့ပဲတားရဲ့ဟုအေးချမ်းစွာပြန်ပြောခဲ့သည်ထိုစကားကြောင့်တားဖြစ်သူ၏ရင်ထဲတွင်အရှိန်ဟုန်မကကြေကွဲသွားခဲ့ပြီးနှစ်ပေါင်းများစွာအတွင်းပထမဦးဆုံးအကြိမ်အဖြစ်ကလေးငယ်တယောက်ကဲ့သို့ငိုကြွေးမိခဲ့သည်မိခင်ဖြစ်သူကမထွက်ခွာမိတာအမြဲတမ်းတရိယာပါမေမေကတားကိုထာဝရချစ်နေမှာပါဟုညင်သာစွာပြောသွားခဲ့သည်ဘဝမှာဘာပဲဖြစ်ဖြစ်မိခင်၏ချစ်ချင်းမြတ်တာသည်မြည်သည့်အခါမျှပြောင်းလဲမည်မဟုတ်ကြောင်းထိုခဏ၌ထိုလူနားလဲသဘောပေါက်သွားခဲ့ပြီးမျက်ရည်ဆက်လက်ဖြင့်ကြံ့ရစ်ခဲ့ရပါတော့သည်မိခင်ကိုချစ်မြတ်နိုးပါက like တစ်ခုပေးခဲ့ပါ